မင်္ဂလာပါညီကိုမောင်နှမပေါင်းတို့ဒီနေ့ကျွန်တော်တို့ဝိညာဉ်တိုက်ပွဲအပိုင်းနဲ့အတွဲ26သွားမယ်ဗျကျမ်းစာတော့တစ်ပေခန်းကြီး1ခန်းငယ်1ကနေ25အထိကိုပြန်ပြီးတော့အစစ်ဖန်ပြန်ရှင်းပြမယ်ဘာဖြစ်လို့ဆိုရှင်စာရမဏေရဲ့လူတွေကလာပြီးတော့ဆန့်ကျင်တယ်ဗျဒါမျိုးလို့သူတို့ဘယ်လိုဆန့်ကျင်လဲဆိုတာသူတို့အတွက်ကိုသူတို့ယူတယ်ဒီကျမ်းပိုက်တွေကဒါကြောင့်မလို့ဒီလိုမှားယွင်းစွာလာစင်တော့နားမလဲတဲ့ဟိုနေပေါ့ယုံကြည်သူတွေကအဲ့ဒါသူတို့စင်တာကိုဟုတ်ထင်တာဒါပေမဲ့တကယ်ဆိုတော့ကျမ်းစာရဲ့အတိတ်ပဲအစစ်မှဒီမှာကျွန်တော်ရှင်းပြသွားမယ်နော်နောက်တစ်ခါကဲကျွန်တော်စမယ်တစ်ပေခန်းကြီး1အခန်းငယ်1မှ2ကိုဖတ်ပြမယ်ယေရှုခရစ်၏တမန်တော်ငါပေတရုသည်နားထောင်ခြင်းကျေးဇူးယေရှုခရစ်၏အသွေးတော်နှင့်ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်းဝိညာဉ်တော်အားဖြင့်သန့်ရှင်းခြင်းသို့ရောက်၍ခမဲတော်ဖျားသခင်၏အနာဂတသညံတော်အတိုင်းရွေးကောက်တော်မူသောသူဒီဟုသောပုတ္တုပြည်ဂလာဒီပြည်ကပဒေါနိပြည်အာရှိပြည်ဘီသူနိပြည်အရရတို့၌ကွဲပြားသောဧသည်အာဂန္တုတို့ကိုကြားလိုက်ပါ၏ဂျေဇုတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌များပြားပါစေသောဒီတစ်ပေခန်းကြီး1အခန်းငယ်1ကနေ25ကိုခင်ဗျားတို့ဖတ်ရင်ခင်ဗျားတို့သိရမှာကဒီကျမ်းပိုက်ရရှင်ပေတရုကတိုင်းတစ်ပါးသားဖြစ်သောဣသရေလလူမျိုးတွေကိုစာရေးပြီးတော့ပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိတိုင်းတစ်ပါးသားခရိယန်ကျွန်တော်တို့လူမျိုးပေါ့ဟာလားကချင်တို့ချင်းတို့ကရင်တို့ရှမ်းတို့ပါလေလာဟူတို့အဲ့ဒီလူမျိုးတွေကိုစာရေးပြောတာမဟုတ်ဘူးဗျဒီမှာစုလူမျိုးဒီမှာဒုက္ခတွေဖြစ်သွားစုလူမျိုးစုစကားပြောတာဖြစ်တယ်ဗျဒါကြောင့်မလို့ဒီကျမ်းစာတွေကိုအခုချိန်မှာလူတွေခရိယန်တွေအများကြီးပေါ့ဟာလားချင်းခရိယန်ဓမ္မဆရာတွေဟာလားကချင်ဆရာမကြီးတွေဟာလားဘယ်လိုမာယွန်းစွာလာစင်တယ်ဆိုတာကျွန်တော်တို့နားထောင်မယ်နော်ဒီမျိုးသမီးကတော့ဟိုနေပေါ့သူ့ကိုယ်သူဘယောဖက်မဆိုတာဟာလားဆိုင်းခွန်မှာဟာလားသူဘာတွေပြောသွားသလဲဆိုရင်ကျွန်တော်နားထောင်ကြည့်မယ်နော်ဟိုနေတစ်ပေခန်းကြီး1အခန်းငယ်8ကနေသူ25တိသူပြောသွားတယ်သူဘယ်လိုကြားစာကိုမောက်လန်သင်ကြားသွားလို့ဆိုကျွန်တော်နားထောင်ကြည့်မယ်ဗျကျမတို့ကယေရှုခရစ်တော်ရဲ့ကြွယ်ဝခြင်းချမ်းသာခြင်းကကျမတို့အမွေစားအမွေခံပြန်ဖြစ်သွားတာဖြစ်တယ်ဟာလေလုယာဆိုတော့ရှင်ပေတရုဩရစာပထမဆောင်ခန်းကြီး1အငယ်8ကနေကျမတို့ကြည့်အောင်နော်ထိုသခင်ကိုတင်တို့ဒီမမြင်ဘူးတော်လဲချစ်ကြ၏ယခုမှလည်းမမြင်သေးလဲယုံကြည်သောအားဖြင့်ဘုံအတရေနှင့်ဆက်ဆိုင်သောပြော၍မမြင်နိုင်သောရွှေလန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍ကဲမဝမ်းမြောက်ဘူးလားမြင်ရလားမမြင်ရဘူးဒါပေမဲ့ဗာလဲစိတ်ဝိညာဉ်ကိုကေတင်ခြင်းတည်ဟူသောယုံကြည်ခြင်းရဲ့အကျိုးကိုခံရ၏စိတ်ဝိညာဉ်အဲကြောင့်ဒီနေ့ကျမတို့ကဒုတိယမွေးခြင်းဝိညာဉ်တော်နဲ့မွေးဖွားခြင်းမရှိရင်ဝိညာဉ်တော်ရဲ့အရာတွေနားမလည်နိုင်မခံစားနိုင်ဒီနေ့ကျမတို့လောကမှာကကြီးခါခွေးမတတ်ဘူးဆိုရင်စာမဖတ်တတ်နိုင် ABC မတတ်ဘူးဆိုရင်အင်္ဂလိပ်စာမတတ်နိုင်ဒီလိုပဲဝိညာဉ်အရာဝိညာဉ်အရာကိုကျမတို့သိချင်ဝိညာဉ်တော်နဲ့မွေးဖွားရတယ်ဟာလေလုယာဒီနေ့လောကအရာသိခြင်းမိဘနှစ်ပါးနဲ့နော်လာမွေးဖွားရတယ်လောကမှာလာမွေးဖွားရတယ်ဒီလိုပဲဒုတိယမွေးခြင်းကဝိညာဉ်လောကကိုမွေးဖွားတာဖြစ်တယ်အဲ့တော့ဝိညာဉ်အရာကိုသိဖို့ရှင်းလင်းစွာနားလေဖို့ကဒုတိယမွေးခြင်းမွေးမှကျမတို့နားလေတယ်နော်မဟုတ်ရင်ဝိညာဉ်တော်အကြောင်းဘလောက်ပဲပြောတချို့တွေဆိုရင်နော်တချို့ဆိုရင်ကျမတို့တွေ့ရင်နတ်ဆိုးပဲတွေ့ရတယ်လို့နော်နတ်ဆိုးမှပဲဝင်လာတယ်လို့ဝိညာဉ်ဟာလေလုယာမကြိုက်တဲ့အဖွဲ့တွေနော်ဟာလေလုယာလည်းလက်မခံတဲ့အဖွဲ့တွေနဲ့တွေ့ရင်အဲ့လိုပဲနော်ဒီလိုပဲစိတ်ဝိညာဉ်ကိုကေတင်ခြင်းတည်ဟူသောယုံကြည်ခြင်းရဲ့အကျိုးကိုခံရကြ၏စိတ်ဝိညာဉ်ကိုတည်တဲ့နော်စိတ်ဝိညာဉ်ကိုကေတင်ခြင်းတည်ဟူသောယုံကြည်ခြင်းဒီဝိညာဉ်ကိုမယုံကြည်ဘူးဆိုရင်ဝိညာဉ်ရဲ့အကျိုးကိုမခံစားရဘူးဒုတိယမွေးခြင်းမရှိဘူးဆိုရင်ဒုတိယမွေးခြင်းရဲ့အကျိုးကိုမခံစားရဘူးဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ထိုကေတင်ခြင်းအကြောင်းအရာကိုတဲ့ prophet တို့ဒီစစ်ကြောမေးမြန်းရှာဖွေ၍တင်တို့ခံရတော့ဂျေဇုတော်အကြောင်းကိုဟောပြောကြပြီတဲ့ဟာလေလုယာဒီနေ့ကျမတို့ကဂျေဇုတော်ကြောင့်တော့ဒုတိယမွေးခြင်း
နော်ယုံကြည်ခြင်းအဖြစ်ယေရှုတော်ကြောင့်ကျမတို့မွေးဖွားပြီးဆိုရင်ခရစ်တော်ရဲ့အမွေစားအမွေခံနေဖြစ်သွားတယ်ခရစ်တော်ခံတော်မူရတော်စင်ရေးခြင်း၎င်းစင်ရေးခံရပြီးဝန်စားတော်မူရတော်ဘုံစည်းစိမ်ကို၎င်းတို့အထဲ၌ရှိတော်ခရစ်တော်ရဲ့ဝိညာဉ်သည်တက်တဲ့ခံနစ်သည်ခဏစ်တော်အခါအဘေမီတော်သူကို၎င်းအဘေတို့တော်အချိန်ကာလကို၎င်းဆိုလိုတော်သူဒီဟုဆိုလိုတော်မူဒီဟုမင်းမြန်ရှာဖွေကြ၏ဟာလေလုယာနော်ဒါကြောင့်ဒီနေ့စင်ရေးခံပြီးမှဝန်စားတော်မူရတော်ဘုံစည်းစိမ်ဟာလေလုယာယေရှုခရစ်တော်နဲ့ကျမတို့ကနော်ယေရှုခရစ်တော်ကကျမတို့အတွက်ဆင်းရဲခြင်းခံရတဲ့အခါမှာကျမတို့ကဘာဝန်စားရလဲဆိုတဲ့အခါမှာဘုံစည်းစိမ်ကိုဝန်စားရတော့အမျိုးတွေဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ကိုဟောပြောပြုစုသောအရာများတို့ဒီတဲ့ကိုအဖို့မဟုတ်တင်တို့အဖို့ဖြစ်သည်ယေရှုကဧဝံဂေလိနော်ပြန်ပြီးမှဟောပြောတဲ့အခါမှာလဲသူ့အတွက်ဟောပြောခဲ့တာမဟုတ်ဘူးကျမတို့အတွက်ဖြစ်တယ်နော်ကိုဟောပြောပြုစုသောအရာများတို့ဒီကိုအဖို့မဟုတ်တင်တို့အဖို့ဖြစ်သည်ဟုသူတို့အားဖွင့်ပြောတော်မူ၏ကောင်းကင်ဘုံမှစေလွတ်တော်မူသောတန်ရှင်သောဝိညာဉ်တော်ပါလေကောင်းကင်ဘုံမှစေလွတ်တော်နော်ကောင်းကင်ဘုံမှစေလွတ်တော်မူသောတန်ရှင်သောဝိညာဉ်တော်ပါလက်တင်တို့အားဧဝံဂေလိတရားကိုဟောပြောတော်သူတို့သည်ထိုအရာများကိုတင်တို့အားယခုကြားပြောကြပြီးထိုအရာတို့ကိုကောင်းကင်တမန်တို့သည်စိတ်ကြည့်ရှုစဉ်စားခြင်းတော်စေတနာစိတ်ရှိကြ၏ဟာလေလုယာတို့ဖြစ်၍တင်တို့စည်းစိမ်တို့ဖြစ်၍တင်တို့စိတ်နှလုံးကိုခပတ်စီ၍တဲ့တမာတတိရှိကြလောဆိုတဲ့အခါမှာဒီနေ့ကျမတို့ကဒီကာလနောက်ဆုံးသောကာလမှာတမာတတိမရှိမရဘူးနှုတ်ကပတ်တော်နဲ့ကျမတို့ကနော်အမြဲတမ်းတည်ဖို့လဲလိုသလိုဒုတိယမွေးခြင်းမရှိတဲ့သူတွေကလေတိုက်ရင်တိုက်တယ်လို့လွန့်သွားတဲ့ထဲမှာပါဖို့အရန်လွယ်တဲ့အရာဖြစ်တယ်နော်ဆိုတော့အခုဖျားဖွင့်ပြတဲ့အရာတွေ2026မှာဘယ်လိုပြန်ရှေ့ဆက်သွားရမလဲဆိုတဲ့အရာတွေကအစကျမတို့ဒုတိယမွေးချင်းမရှိတဲ့သူတွေကမလွယ်ဘူးเนาะဒုတိယမွေးချင်းမရှိဘူးနှုတ်ကပတ်တော်မရှိဘူးဆိုတဲ့သူတွေလည်းမလွယ်ဘူးဆိုတဲ့အရာကိုတွေ့ရတယ်တို့ဖြစ်တင်တို့စိတ်နှလုံးကိုခပတ်စီး၍တဲ့တမာတတိရှိကြလောဟာလေလုယာဆိုတော့ဒီနေ့ကျမတို့ရဲ့စိတ်နှလုံးအမြဲတမ်းတပါတတိမရှိဘူးဆိုရင်ဒီနောက်ဆုံးတော့ကာလမှာပုံစံအမျိုးမျိုးနဲ့ဖျားစစ်တဲ့ကာလမှာကျမတို့ပါသွားဖို့အရန်လွယ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါတင်တို့စီတို့လာလက်တန်တော်ဆုဂျေဇုအဆုံးတိုင်အောင်မျှော်လင့်ကြလောဒီနေ့ကျမတို့ဒီဆုဂျေဇုရရှိဖို့လိုတယ်ဆုဂျေဇုမရှိဘူးဆိုရင်ကျမတို့နော်မုန်တိုင်းဘာမုန်တိုင်းလာရင်လည်းပါသွားဖို့အရန်အရေးကြီးတယ်အရန်လွယ်ကူတဲ့အရာကိုတွေ့ရတယ်အထက်ကတင်တို့ဒီမောင်မိုက်သေးမှာမောင်မိုက်သေးမှာတဲ့ကျင့်သေးတမတ်ချင်းတရားကိုယခုမလိုက်မကျင့်ပဲနားထောင်တတ်တော့သူငယ်ကဲ့သို့ဖြစ်၏ဟာလေလုယာဒီကာလမှာကျမတို့ကဆုကျေးဇူးလည်းရှိဖို့လိုတယ်ကျမတို့ရဲ့အကျင့်နော်ကျမတို့ရဲ့အသက်တာရဲ့အကျင့်နဲ့ကျမတို့တတိထားဖို့လိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်တင်တို့ခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည်ဤသူကျင့်ကြံပြုမျိုးသမျှ၌တန်ရှင်းခြင်းရှိကြလော့ဆိုတော့ဒီကာလမှာတန်ရှင်းခြင်းမရှိမရဘူးကျမတို့ရဲ့အကျင့်နော်ယေရှုခရစ်တော်နဲ့မွေးဖွားပြီးမှကျမတို့ကိုယ်တိုင်ကျမတို့ရဲ့အကျင့်တွေကိုပြုပြင်ရတယ်လို့ကျမအမြဲတမ်းပြောတယ်နော်ဒီနေ့ကျမတို့ပျော်ပွဲရွှေပွဲခရစ်စမတ်မှာပျော်ပွဲရွှေပွဲတောက်ပွဲစားပွဲနဲ့ပဲကျမတို့အချိန်ကုန်ဖို့မဟုတ်ဘူးကျမတို့ရဲ့အသက်တာကျမတို့ရဲ့အကျင့်ပြုပြင်ဖို့ဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ရဲ့အကျင့်အတိုင်းကျမတို့ကပြန်ပြီးစီရင်ခြင်းခံရတာဖြစ်တယ်ဒီမဲ့နှစ်တိုင်းတမျိုးပြီးနဲ့ဖျားစီရင်နေတာဖြစ်တယ်နော်ဒါကြောင့်မလို့ဒီမှာကျမတို့ကအကျင့်အပေါ်မှာနော်တကယ်ပဲကျမတို့ရဲ့အသက်တာအကျင့်ကအရန်အရေးကြီးတဲ့အရာတင်တို့ကိုခေါ်တော်မူသောသူသည်တဲ့တန်ရှင်းတော်မူသည်ဤသူကျင့်ကြံပြုမျိုးသမျှတို့၌တန်ရှင်းခြင်းရှိကြလော့ဆိုတာကအမိန့်ပေးထားတာဖြစ်တယ်နော်အထက်ကတင်တို့ဒီမောင်မိုက်သေးမှာကျင်သေးတမက်ချင်းတရားကိုယခုမလိုက်မကျင့်ပဲနားထောင်တတ်တော်သူငယ်ကဲ့သို့ဖြစ်ရမယ်ဆိုတော့ဒီနေ့ကျမတို့ကနော်ယေရှုယုံကြည်တယ်ဆိုရင်ပြီးပြီကြိုက်တယ်လို့နဲ့ကြိုက်တယ်လို့သွားကြိုက်တယ်လို့စားအဲ့လိုအသက်တာနဲ့ကျမတို့အသက်ရှင်မယ်ဆိုရင်ကျမတို့ဘာဖြစ်လဲစီရင်ချင်းမှာပါသွားမှာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။နော်အကြောင်းမူကားငါသည်တန်ရှင်းတော်မူကြောင်းတင်တို့ဒီလေတန်ရှင်းခြင်းရှိကြလော့ကျမ်းစာလာတည်းဒီနေ့ကျမတို့ရဲ့အသက်တာတကယ်တန်ရှင်းပြီလား။နော်ဒီနေ့ကျမတို့ကလောကမှာပျော်ပွဲရွှေပွဲဘာပွဲလံပွဲပဲလုပ်နေရပဲ
နော်ပွဲပဲလုပ်နေရပဲအဲ့ဒါကဘာဖြစ်လဲလူတွေကိုလောကအရာနဲ့လှည့်ဖြားတာဖြစ်တယ်ဒီနေ့ကျမတို့ကတနစ်ခရစ်စမတ်ရောက်လာတနစ်ကျမတို့ရဲ့အကျင့်မိနစ်တုန်းကအကျင့်နဲ့ဒီနေ့ရဲ့အကျင့်ဘာထူးခြားပြီလဲနော်ဘလောက်ပြောင်းလဲပြီလဲဒီအရာအရေးကြီးတာဖြစ်တယ်ဟာလေလုယာနော်ဒီနေ့ကျမတို့ကပျော်ပွဲရွှေပွဲကိုပို့ပြီးမှဦးစားပေးတယ်ဒီနေ့ကျမတို့ရဲ့အကျင့်ကိုကျမတို့ကဦးစားပေးရမှာဖြစ်တယ်ကျမတို့ရဲ့အကျင့်ကတနစ်ပြီးယေရှုခရစ်တော်နဲ့အတူကြီးထွားတဲ့အကျင့်တွေကဒုံရင်းစားပွဲတောက်ပွဲပဲဖြစ်နေတဲ့အကျင့်လားနော်ခရစ်တော်နဲ့ကျမတို့ကတန်ရှင်းခြင်းအသက်တာနဲ့ဘလောက်အသက်ရှင်ပြီလေဆိုတဲ့အရာကပိုပြီးအရေးကြီးတာဖြစ်တယ်နော်ခရစ်စမတ်ကတော့နှစ်တိုင်းလာမှာပဲဒါပေမဲ့ဒီခရစ်စမတ်မှာကျမတို့ရဲ့အကျင့်ကဘလောက်ထိပြောင်းလဲပြီလေဆိုတဲ့အရာကပိုပြီးအရေးကြီးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်ငါဒီတန်ရှင်းတော်မူသောကြောင့်တင်တို့ဒီလေတန်ရှင်းခြင်းရှိကြလော့ကျမ်းစာလာတည်းဆိုတော့ဖျားစကားဖြစ်တယ်လော့ဆိုတာအမိန်ပေးတယ်ဒီနေ့ကျမတို့ရဲ့အသက်တာခရစ်စမတ်တစ်ခါရောက်ရင်တစ်ခါပါအကျင့်တွေပြုပြင်ရမလဲဆိုတဲ့အရာကပိုပြီးအရေးကြီးတယ်နော်လူမျက်နာကိုမငဲ့ခတ်သိမ်းတော့သူတို့ဤအကျင့်အတိုင်းစီရင်တော်မူသောခမဲတော်ကိုတင်တို့ဒီနော်ဆုတောင်းဆုတောင်းကိုကွယ်လင်းတဲ့ဧတေဖြစ်စဉ်ကာလပတ်လုံးကြောက်ရွံ့သောစိတ်နဲ့ကျင့်နေကြလော့ဒီနေ့ကျမတို့ကဧတေတွေဖြစ်တယ်ဧတေတွေဖြစ်တဲ့အခါမှာကျမတို့ကဖယားကိုကြောက်ရွံ့ခြင်းနဲ့တနေ့နဲ့တနေ့ခရစ်စမတ်ကရောက်လာအဲ့ခရစ်စမတ်တစ်ခါရောက်ရင်တစ်ခါကျမတို့ရဲ့အကျင့်တွေကကျမတို့ပြုပြင်ရမှာဖြစ်တယ်တန်ရှင်းတဲ့အကျင့်တကယ်ဖြစ်ပြီလားဖယားလိုချင်တဲ့အသက်တာလားယေရှုမွေးတာအနှစ်2000ကျော်သွားပြီဒီနေ့ကျမတို့ကဘာဖြစ်လဲယေရှုကိုပဲကလေးပဲလုပ်နေဒီနေ့ကျမတို့ရဲ့အကျင့်ကိုပြောင်းလဲဖို့ဖြစ်တယ်ယေရှုကိုထက်ခါတလေးလေးနွားစခွဲမှာမွေးဖိုင်းဖို့မဟုတ်ဘူးဝိညာဉ်တော်နဲ့ယေရှုခရစ်တော်အဖြစ်ကျမတို့မွေးပြီးကြီးထွားဖို့ဖြစ်တယ်တနစ်လာနဲ့ဒီအကျင့်ပဲနှစ်နှစ်လာနဲ့ဒီအကျင့်ပဲနော်ခရစ်တော်ကိုယုံကြည်တယ်ဆိုပြီးခရစ်တော်ရဲ့အကျင့်ကတကွိုက်မှမရှိဘူးဆိုရင်ကျမတို့ခရစ်စမတ်ဘယ်နှခါပဲရောက်ဘာအကျိုးမှမရှိပါဘူးနော်ဆိုတော့လူမျက်နာကိုမငဲ့ပဲခတ်သိမ်းတော့သူတို့ဤအကျင့်အတိုင်းစီရင်တော်မူ၏တဲ့ကြည့်အကျင့်တိုင်းစီရင်တယ်နော်ဒီ2026မှာဘာစီရင်မလဲကျမတတ်ပြန်ပြောပေးမှာဖြစ်တယ်ဒီခရစ်စမတ်နော်ခရစ်စမတ်မှာလူတိုင်းကပျော်ရွှင်ခြင်းနဲ့ happy ပဲဒါပေမဲ့ဒီနေ့ကျမတို့ပျော်ရွှင်ခြင်း happy ဒါကိုဘုရားကကြည်တာမဟုတ်တင်တို့ရဲ့အကျင့်ကိုကြည်တော့ဘုရားဖြစ်တယ်ဆိုတာကိုဒီနေ့နားလေးစေခြင်းနဲ့နော်ဆိုတော့အကျင့်တိုင်းစီရင်တော့မူတော့ခမဲတော်ကိုတင်တို့ဒီဆုတောင်းကိုးကွယ်လင်းတဲ့ဧတေဖြစ်စဉ်ကာလပတ်လုံးကြောက်ရွံ့ရဒီကာလမှာကျမတို့ကဧတေဖြစ်တော့ကြောင့်ကြောက်ရွံ့ရဘာအလုပ်ပဲလုပ်ကျမတို့ကလုံးဝမကြောက်တော့ဘာအကျင့်ဖြစ်မကြောက်ဘူးเนาะအမှုတော်ဆောင်ရင်းနဲ့လည်းဘာအကျင့်မှယေရှုလာတာကျမတို့ရဲ့အကျင့်ကိုเนาะခွင့်လွတ်ပေးတယ်ကြိုက်တယ်လို့ကျင့်ကြိုက်တယ်လို့အကျင့်မကောင်းတဲ့အရာကျင့်ရင်လည်းယေရှုကခွင့်လွတ်တယ်ဆိုတော့ဘာဖြစ်သွားလဲဆိုတဲ့အခါမှာယေရှုကဘာဖြစ်လဲမကောင်းတဲ့အကျင့်ကိုလုပ်ခိုင်းတဲ့တရားဝင်လက်မှတ်လို့ဖြစ်နေမဟုတ်ဘူးနော်ယေရှုခရစ်တော်နဲ့မွေးဖွားပြီးဆိုရင်မွေးဖွားခြင်းရဲ့နမိတ်လက္ခဏာကြီးထွားခြင်းယေရှုခရစ်တော်နဲ့တာ၍တူလာခြင်းယေရှုခရစ်တော်ရဲ့အကျင့်နဲ့ပိုပြီးဆင်တူလာခြင်းနော်ပိုပြီးရင့်ကျက်လာခြင်းတနစ်နော်ယေရှုခရစ်တော်နဲ့မွေးဖွားပြီးအသက်ကြီးလာတယ်ဆိုရင်ပိုပြီးရင့်ကျက်ဖို့ဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျမရဲ့အသက်မွေးတက်ခရစ်နဲ့ဝိညာဉ်မွေးတက်ခရစ်ကမတူလောကမွေးတက်ခရစ်ကအသက်ကြီးပြီဒါပေမဲ့ဝိညာဉ်နဲ့ဆိုရင်အခုဘယ်နှစ်ပဲရှိသေးလဲဝိညာဉ်တော်နဲ့မွေးတယ်15နှစ်ပဲရှိသေးတယ်နော်ဒါပေမဲ့အဲ့15နှစ်မှာ15နှစ်ရဲ့အရွယ်ရဲ့အကျင့်ကိုမှတကယ်ရှိပြီလားနော်ဒီအရာကပိုပြီးအရေးကြီးတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ဒီနေ့ဖခင်ကလောကကြီးကိုဆန်းစစ်နေတဲ့အရာကကျမတို့ရဲ့အကျင့်ကိုစစ်နေတာဖြစ်တယ်ဒီအကျင့်အပြစ်အတိုင်းကိုကမခံရဘူးလားပြန်ပြီးခံရတာဖြစ်တယ်နော်ဆိုတော့ကျမတို့ရဲ့အကျင့်ကဘာပဲကျင့်ပါဖြစ်လဲဖခင်ကိုကြောက်ရွံ့တော့စိတ်နဲ့ကျင့်နေကြလော့တခုလုပ်မယ်ဆိုရင်အမားလုပ်မလားအမှန်လုပ်မလားဖခင်ကိုကျမတို့ကကြောက်ရမှာဖြစ်တယ်ကြောက်တဲ့စိတ်သဘောနဲ့ကျမတို့ကအကျင့်နေရမှာဖြစ်တယ်နော်ဆိုတော့မြင့်စင်ပါဆက်ကျင့်တော့အချင်းနီးကျင့်ကြံပြုမှုခြင်းမှာတဲ့ရွှေငွေအစရှိသောဖောက်ပြန်ဖြည့်ဆည်းတတ်သောဥစ္စာနှင့်တင်တို့ကိုရွေးတော်မူသည်မဟုတ်ကဲယေရှုကအသက်နဲ့ရွေးထားတာဖြစ်တယ်
အသက်နဲ့ရွေးထားတာဖြစ်သောကြောင့်ယေရှုကိုရပြီးဒုတိယမွေးခြင်းမွေးပြီးပေါက်လို့ပေးစားအသက်ရှင်ဖို့မဟုတ်ပါဘူးလောဘကြီးပြီးအသက်ရှင်ဖို့မဟုတ်ပါဘူးလောကအရာတတ်မှတ်ပြီးအသက်ရှင်ဖို့ကြိုက်တလို့နေကြိုက်တလို့စားနေပြီးအသက်ရှင်ဖို့မဟုတ်ပါဘူးမြင်းစင်ဘတ်ဆက်ခြင်းလေတော့အချင်းနီးကျင့်ကြံပြုမှုခြင်းမှရွှေနော်ငွေအစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်တင်တို့ကိုရွေးတော်မူသည်မဟုတ်အပေအပြစ်မရှိသောနော်အပေအပြစ်မရှိအညစ်အကြေးနှင့်ကင်းစင်သောတိုးတငယ်ကဲ့သို့သောခရစ်တော်၏အသွေးမြတ်နှင့်ရွေးအသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုတိမှတ်ကြလောကဲကျမတို့ပေါက်လို့ပေးစားရွေးထားတာမဟုတ်နော်တန်ရှင်တဲ့အသွေးတော်နဲ့ရွေးထားတယ်အညစ်အကြေးကင်းစင်တဲ့တိုးတငယ်ရဲ့အသွေးတော်နဲ့ရွေးထားတယ်ဆိုရင်ဒီနေ့ကျမတို့ကကိုတိမှတ်တဲ့အခါမှာမကောင်းတဲ့အကျင့်ကိုမလုပ်တော့တာနော်ယေရှုကကျမတို့ကိုကေလွတ်ထားတယ်ဆိုတာသိရင်ကျမတို့မကောင်းတဲ့အကျင့်ကျင့်နေသေးတယ်ဆိုရင်မဟုတ်ဘူးနော်ဒီနေ့ကျမတို့ကယေရှုကိုရတဲ့အခါမှာယေရှုရဲ့စိတ်နေသဘောထားယေရှုရဲ့နော်ယေရှုရဲ့စိတ်နေသဘောထားကိုယူတင်ဝတ်ဆောင်ပြီးမှကျမတို့ကအကျင့်ကိုပြောင်းလဲရမှာဖြစ်တယ်တနစ်လာလဲတာတနစ်လာလဲတာအသက်ဘလောက်ရှိသွားနေဒီလိုပဲယေရှုကငါတို့အတွက်နော်အပြစ်လွတ်ပြီးပြီဆိုပြီးကြိုက်တယ်လို့နေဖို့မဟုတ်ပါဘူးယေရှုခရစ်တော်အားဖြင့်ကျမတို့ကမဖြောင့်မတ်တော်သူဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်ဖြောင့်မတ်တော်သူဖြစ်သွားပြီဆိုရင်ဖြောင့်မတ်တဲ့အကျင့်ကျင့်ရမယ်ယေရှုခရစ်တော်ကိုလည်းယုံကြည်သွားပြီးဒုတိယမွေးခြင်းနဲ့ရှိပြီးဒါပေမဲ့ဘာဖြစ်လဲအကျင့်ကဇာတိအကျင့်ပဲဖြစ်နေအဲ့ဒါယေရှုနဲ့မွေးဖွားခြင်းမဟုတ်သေးဘူးယေရှုနဲ့ကျမတို့ယေရှုနဲ့မွေးဖွားခြင်းယေရှုကိုနှစ်တခါခရစ်မတ်ရောက်ခိုင်းဖို့မဟုတ်ဘူးယေရှုနဲ့ကျမတို့မွေးဖွားဖို့ဖြစ်တယ်ဆိုတာကိုဒီနေ့နားလေစေခြင်းနဲ့နော်အဘေးအပြစ်မှမရှိအညစ်အကြေးနဲ့ကင်းစင်သောတိုးတငယ်ကဲ့သို့နော်ခရစ်တော်၏အသွေးအားဖြင့်နော်အသွေးတော်မြတ်နေတဲ့ရွေးတော်မူသည်ကိုတိမှတ်ကြလောတဲ့ထိုသခင်ထိုခရစ်တော်ကားရဲ့ဤကဘာမတိမရှိမီခန္ဓာတော်မူခြင်းကိုတဲ့ခန္နင့်တည်ဖြစ်၍ကိုရောအားဖြင့်ဖျားသခင်ကိုယုံကြည်သောတင်တို့အဖို့ဤနောက်ဆုံးသောကာလ၌ထင်ရှားတော်မူမည်ဒီကာလကထင်ရှားတယ်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့လူကနော်ဒီကာလမှာဘာဒုက္ခပဲရောက်ပါဖြစ်လေတင်တို့အဖို့ဤနောက်ဆုံးသောကာလ၌ထင်ရှားတော်မူမည်ဘယ်လိုလူတွေပဲလွတ်မြောက်မလဲဖခင်ရဲ့ကျေးဇူးတော်အားဖြင့်နော်ဒုတိယမွေးပြီးဖြောင့်မတ်ခြင်းအကျင့်နဲ့နေသောသူတွေပဲလွတ်မြောက်မှာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်တင်တို့ဒီဖခင်သခင်ကိုထောက်လက်ယုံကြည်ခြင်းမျှော်လင့်ခြင်းရှိစေခြင်းကဒုသခင်ကိုဖခင်သခင်ဒီတေခြင်းမှထမြောက်စေ၍ဘုံအတရေကိုပေးသနာတော်မူပြီဟာလေလုယာဆိုတော့ယေရှုခရစ်တော်အားဖြင့်ဒီဘုံနော်ဒီဘုံစည်းစိမ်ဘုံအတရေကိုကျမတို့ကခံရတယ်အဲ့ဘုံရှိတယ်လို့ကဘာမုံတိုင်းပဲလာလွတ်မြောက်တယ်ဘာဘေးပဲလာစစ်ဘေးလာယောဂဘေးလာလွတ်မြောက်မှာဖြစ်တယ်နော်အဲ့ဘုံကိုကျမတို့ဒီနေ့ရပြီလားနော်တင်တို့ဒီဖောက်ပြန်ပျက်စီးတတ်သောမျိုးစစ်အားဖြင့်ဖြစ်ပွားဒီမဟုတ်မဖောက်ပြန်ပျက်စီးတတ်သောမျိုးစစ်တည်ဟူသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ဖြစ်ပွားတော်ကြောင့်တဲ့ညီအကိုများကိုချစ်ရောင်မဆောင်အမှန်ချစ်ချင်းအလို့ငါစိတ်ထဲမှာတမာတရားကိုတဲ့နားထောင်လဲတဲ့ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးဒီနေ့အညီစင်ကြယ်သောစိတ်နဲ့အချင်းအားကြီးသောချစ်ချင်းမေတ္တာရှိကြလောဆိုတဲ့အခါမှာဒီနေ့ကျမတို့ရဲ့အကျင့်တန်ရှင်းခြင်းအကျင့်တကယ်ရှိပြီလားနော်ဒီနေ့ကျမတို့တကယ်ပဲဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ချစ်နိုင်ပြီလားဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ပေးကိုင်းနိုင်လားဖခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ဒီနေ့ကျမတို့အမှုတော်ဆောင်နိုင်လားဒီအချက်တွေဒီနေ့ကျမတို့အမှုတော်ဆောင်တယ်ဆိုတာအလူငွေရလို့ဆောင်တာလားနာမည်ကြီးခြင်းလို့ဆောင်တာလားချစ်ချင်းမေတ္တာနဲ့ဆောင်တာလားဆိုတဲ့အချက်တွေကပူပြီးအရေးကြီးတယ်เนาะဒီနေ့ဖခင်ကကျမတို့ကိုစစ်တဲ့အရာကရွှေတင်နော်မီးနဲ့ရှို့တဲ့အခါမှာရွှေပဲကြံမယ်အဲ့ရွှေကဘာလဲချစ်ချင်းမေတ္တာဖြစ်တယ်နော်ဒီဖခင်ကပုံစံအမျိုးမျိုးနဲ့မီးနဲ့စစ်မယ်ဆိုတာကမီးဆိုတာကလောကဓာတ်ကိုပြောတာဖြစ်တယ်မုန်တိုင်းလားဘာလားရေလားစစ်လားနော်အဲ့ဒါနဲ့စစ်တဲ့အခါမှာနော်ဒီနေ့ဖခင်ရဲ့ချစ်ချင်းမေတ္တာရှိတဲ့လူတွေကကြံမှာဖြစ်တယ်ဆိုတာကိုဒီနေ့နားလေစေခြင်းနဲ့နော်လူမျိုးရှိသမျှဒီမျက်ပြင်ကဲ့သို့ဖြစ်၏လူမျိုးရဲ့ဘုံအတရေဒီလေမျက်ပွင့်ကဲ့သို့ဖြစ်၏မျက်ပြင်ဒီညှိုးနွမ်းတွေးချောက်တတ်၏အပွင့်လဲကြွေတတ်၏လူမျိုးရှိသမျှ
ဒီနေ့ကျမတို့ကငါတို့လူမျိုးကြံရမယ်ငါတို့လူမျိုးပျောက်လို့မရဘူးအယံငါတို့လူမျိုးမှငါတို့လူမျိုးငါတို့လူမျိုးကထိတ်ဖြစ်ရမယ်ဘလောက်ပဲလူမျိုးဆွဲပါစေဖះဘာပြောထားလဲလူမျိုးရှိသမျှဒီမျက်ပြင်ကဲ့သို့ဒီနေ့ကျမတို့ကအယံကျမလောင်ဝအမျိုးတွေငါတို့လောင်ဝအမျိုးတွေကလောင်ဝစကားပဲတိုက်ရမယ်လောင်ဝစကားပျောက်လို့မရဘူးဆိုတဲ့အရာတွေအများကြီးရှိတယ်ဒါလူမျိုးတိုင်းပဲเนาะဘာအစည်းဆိုအစည်းစကားเนาะရှိရမယ် no ဖះကဘာဖြစ်လဲအမျိုးပြောက်မှာအရန်ကြောက်တဲ့ထဲမှာဒီနေ့ကျမတို့တိုင်းရင်းသားတွေပါတယ်နော်တိုင်းရင်းသားတွေအကုန်လုံးပါတယ်နော်ရှမ်းအမျိုးပြောက်မှာကြောက်တယ်ဗမာမျိုးပြောက်မှာကြောက်တယ်နော်ကျမတို့ကချင်မှာဆိုရင်မျိုးနွယ်စုနော်မျိုးနွယ်စုအများကြီးနော်ဆိုတော့ဒီမျိုးနွယ်စုတွေကိုပြောက်မှာလဲသူတို့အရန်ကြောက်နော်ဆိုတော့ကျမတို့ရိုးရာထုံးခင်မတ်ချံအမျိုးမတ်နာဆိုတဲ့ဟာမျိုးတွေပေါ့နော်ငါတို့ရိုးရာတွေပျောက်ရင်အကုန်ပျောက်သွားမယ်ဆိုတဲ့စိုးရိမ်တဲ့စိတ်အကုန်ရှိတယ်ဘလောက်ပဲစိုးရိမ်ပြီးမှလှုပ်ထားဖះကဘာပြောလဲလူမျိုးရှိသမျှဒီမျက်ပြင်ကဲ့သို့ဖြစ်၏လို့ပြောထားတာဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျမတို့လူမျိုးငါတို့လူမျိုးကြီးထွားရမယ်ဘာဖြစ်ဖះရှိမှာဘာဖြစ်လဲလူမျိုးရှိသမျှဒီမျက်ပြင်ကဲ့သို့ဖြစ်၏လူမျိုးဤဘုံရှိသမျှဒီလေမျက်ပွင့်ကဲ့သို့ဖြစ်၏ကဲငါတို့လူမျိုးနော်ကဘာမှာငါတို့လူမျိုးအထိတ်ဆုံးပညာအတတ်ဆုံးအတီးအပွင့်အယမ်းများရင်လည်းဘာဖြစ်လဲအတီးအပွင့်အယမ်းများရင်လည်းဘာဖြစ်လူမျိုးရဲ့ဘုံရှိသမျှဒီလေမျက်ပွင့်ကဲ့သို့ဖြစ်၍မျက်ပြင်ကဲ့သို့ညှိုးနွမ်းတွေးချောက်တိုက်၏အပွင့်လဲကြွေတိုက်၏နင်ဘလောက်ပညာတတ်လဲကြွေတတ်တယ်ဘလောက်နော်ငါတို့လူမျိုးဘလောက်ကြီးတယ်ဆိုနေတေတတ်တယ်အကုန်ကြွေတတ်တယ်မျက်ပြင်ဖြစ်တယ်ဒီနေ့မတေတတ်တဲ့ဝိညာဉ်အတွက်ကျမတို့ကအလုံးလုံးရမှာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဒီနေ့ကျမတို့ဖះပေးထားတဲ့ကောင်းကြီးယေရှုခရစ်တော်အဖြစ်ကြွယ်ဝခြင်းချမ်းသာခြင်းကကျမတို့လူမျိုးဘုံကုံဆောင်ဖို့မဟုတ်ပါဘူးเนาะဒီနေ့ကျမတို့ငါတို့လူမျိုးငါတို့ပညာရှိအမျိုးနဲ့မဟုတ်ဘူးအဲ့ဒါဒီအကုန်လုံးကဘာဖြစ်လဲအကုန်လုံးကအပွင့်လဲကြွေတတ်တယ်လို့ပြောထားတာဖြစ်တယ်အကုန်လုံးเนาะမျက်ပြင်ကဲ့သို့ညှိုးနွမ်းတိုက်ဤတွေးချောက်တိုက်ဤဒီနေ့ကျမတို့ကဖျားပေးတဲ့ကောင်းကြီးတွေကိုကျမတို့ကဘာလုပ်ရမလဲဆိုဧဝံဂေလိပဲလုပ်ရမှာဖြစ်တယ်ဟာလေလုယာနော်ထာဝရဘုရားရဲ့နှုတ်ကပတ်တရားဟုမူကားကာလအစဉ်မြဲတည်ဤတဲ့ထိုနှုတ်ကပတ်တော်ဒီတင်တို့အားဟောပြောတော်ဧဝံဂေလိတရားဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျမတို့ကတင်ဘာအတွက်အလုပ်လုပ်တယ်ဧဝံဂေလိအတွက်လုပ်တာလားနင်ကြွယ်ဝတော့ကြွယ်ဝချမ်းသာခြင်းနဲ့ဒါမဲ့ဒီဧဝံဂေလိအတွက်ဖျားပြောထားတဲ့ဒီနှုတ်ကပတ်တော်အတွက်ဧဝံဂေလိအတွက်မလုပ်ဘူးဆိုရင်တင်ဘလို့မှမကြွယ်ဝနိုင်ဘူးနော်ဆိုတော့ဒီနေ့ဘာဖြစ်လို့အမှုတော်ဆောင်ကြီးကြွယ်ဝလဲဖျားခိုင်းထားတဲ့အလုပ်ကိုသူတို့လုပ်တဲ့အခါမှာကြွယ်ဝတာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဒီနေ့နားလေစေခြင်းနဲ့ဒီနေ့ကျမတို့ကဖျားရှိမှာနော်ဖျားရဲ့ရှိမှာအကုန်ကြွေတတ်တယ်နော်မကြွေတတ်တဲ့သူမရှိပါဘူးအကုန်လုံးကပုတ်ပြတ်သွားမယ့်အရာလောကအရာကအကုန်လုံးပုတ်ပြတ်သွားမယ့်အရာဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ကြွယ်ဝခြင်းချမ်းသာခြင်းဒီအရာတွေကကျမတို့ကိုယ်ဇာတိအတွက်ပဲဆိုရင်တွားပြီနော်ဒီနေ့ဖျားလိုချင်တာကဧဝံဂေလိအတွက်ဖြစ်တယ်ဟာလေလုယာတင်ဧဝံဂေလိအတွက်လုပ်မယ်ဆိုရင်ကြွယ်ဝချမ်းသာခြင်းခံစားရမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်လူတွေကကြွယ်ဝခြင်းနဲ့ချမ်းသာခြင်းနဲ့ဒါပေမဲ့ကျမတို့လုပ်နေတဲ့အလုပ်ကမားနေတယ်နော်ဆိုတော့ကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်ကျမတို့လုပ်ရမယ့်အလုပ်ကဘာလဲဆိုတဲ့အခါမှာဧဝံဂေလိအတွက်တင်စီးပွားရေးပဲလုပ်ဧဝံဂေလိအတွက်နော်တင်ရောင်းဝယ်ပဲလုပ်ဘာပဲလုပ်နော်တင်ပတ်စံရှာနေတဲ့အရာကဧဝံဂေလိအတွက်ဆိုရင်တင်ဟာကြွယ်ဝချမ်းသာတော်သူဖြစ်တယ်ဒါကိုဒီနေ့နားလေစေခြင်းနဲ့နော်ဒီနေ့ကျမတို့ကြွယ်ဝဖို့ချမ်းသာဖို့အလုပ်တွေလုပ်ကြတယ်စီးပွားရေးတွေလုပ်ကြတယ်စတော့ကတ်တွေမှာထည့်ကြတယ်အကုန်လုံးမပလုံသွားဘူးလားပလုံသွားတယ်နော်အကုန်လုံးပါသွားတယ်ဒါကြောင့်ဒီနေ့လောကမှာတင်စိုက်ပြူးရေးပဲလုပ်စီးပွားရေးပဲလုပ်ဘာပဲလုပ်ဧဝံဂေလိအတွက်လုပ်မယ်ဆိုရင်တင်ဟာကြွယ်ဝချမ်းသာတော်သူဖြစ်တယ်အဲကြောင့်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံနေဆိုတာကကျမတို့ကြွယ်ဝချမ်းသာဖို့တခုပဲမဟုတ်ပါဘူးအဲ့ရကြွယ်ဝချမ်းသာခြင်းကဧဝံဂေလိအတွက်ဖြစ်တယ်တင်ဧဝံဂေလိအတွက်စီးပွားရေးလုပ်မယ်ဆိုရင်တင်ဟာကြွယ်ဝချမ်းသာတော်သူဖြစ်တယ်ဆိုတာကိုဒီနေ့နားလေစေခြင်းနဲ့ဟာလေလုယာနော်ဆိုတော့ဒီမှာဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်ရင်ကျမတို့ကဘာဖြစ်လဲမျိုးရိုးလိုက်ကြွယ်ဝချမ်းသာတော်သူတွေဖြစ်တယ်ဒါပေမဲ့အရင်တုန်းကကျတော့ Sunday School တွေမှာလည်းအဲ့လိုမတင်ပေးဘူးเนาะယေရှုခရစ်တော်ကဆင်းရဲလို့အိတ်ဆရာမရှိလို့
တေဟုခန်းမှာတောင်းမအိတ်ရဘူးနော်နွားခွိုင်မှာအိတ်ရတယ်အဲ့တော့ဘာဖြစ်လဲယေရှုကိုယုံကြည်စင်ရရမယ်ဆိုတဲ့ဩဝါဒတွေကအလွဲဖြစ်သွားတယ်နော်ဘာကြောင့်လဲကျမ်းစာမှာဖတ်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြချက်မရတဲ့အခါမှာဘာဖြစ်သွားလဲအနက်အတိတ်ပဲဖွင့်တာမားသွားတဲ့အရာကိုတွေ့ရတာဖြစ်တယ်။တော့ဒါကြောင့်မို့ဒီနေ့ကျမတို့ကယေရှုခရစ်တော်ကိုရရှိတော်သူတွေကကြွယ်ဝချမ်းသာသောအမျိုးဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ကကိုယ့်ရဲ့သားသမီးတွေကိုပြန်ပြီးမှဘာဖြစ်လဲလမ်းပြပေးရမယ်။ဒါပေမဲ့အဲ့မှာကြွယ်ဝချမ်းသာတယ်ဒါပေမဲ့နောက်တစ်ခုက ကဲညီကောင်မောင်တို့ကြားတဲ့အတိုင်းပဲဗျနော်ကျမ်းစာကိုမောက်လန်စင်ကြားတော့ကြွယ်ဝမယ်ချမ်းသာမယ်နောက်ပြီးတော့ပြောလိုက်သေးတယ်ခရစ်စမတ်အကြောင်းတွေပါလာပြောဘာမှဆိုင်တော့ဒီပေတရုရှင်ပေတရုတစ်ပေခန်းကြီးတစ်ခန်းငယ်တစ်ကနေ25နော်ရှင်ပေတရုကတိုင်းတစ်ပါးသားဖြစ်တော့တဲ့ဣသရေလလူမျိုးတွေကိုဣသရေလလူမျိုးတွေအတွက်ပဲဒီကချင်မအတွက်မပါဘူးနော်ကရင်မအတွက်လည်းမပါဘူးဗါလဲရှမ်းမအတွက်လည်းမပါဘူးချင်းမအတွက်လည်းမပါဘူးဒီကျမ်းစာတွေကနော်ကျွန်တော်အတိတ်မိလာရှင်းတော့မပြီးသေးဘူးဒီမှာကြားဖြတ်ပြီးတော့ဒီမှာဓမြလာတိုက်သွားတယ်ဒီမျိုးသမီးတောင်ဒါကြောင့်ဒီမျိုးသမီးကိုကျွန်တော်ပြောချင်တာစိုင်းခေါင်နင်တော်ဟိုနင်းဘုရားခင်နှုတ်ကပတ်တရားတွေကိုပေါက်ရလာပြောရနော်နင်မောက်လာစင်ကြားနင်စော်ကားတော့နေလေနင်းရဲ့ဝင်ငွေရဖို့အတွက်ပဲနေလုပ်တယ်နော်ဒါကြောင့်မလို့ဒီကျမ်းစာရဲ့အတိတ်ပဲအစစ်မှန်ကိုသိချင်ဟိုနင်းအပိုင်း25လားအပိုင်းနှစ်အတွဲ25ပဲပြန်ကြည့်နော်ဒီအပေါ်ဒီဟိုရှေ့ရပေါ့ဒီတခုမလာခင်ဟိုအရင်ကြော်လွန်သွားတဲ့တခုပေါ့ဝိညာဉ်တိုက်ပွဲအပိုင်းနှစ်အခန်း25မှာပြန်ကြည့်ဒါဝိညာဉ်တိုက်ပွဲအပိုင်းနှစ်အခန်း26ဝိညာဉ်တိုက်ပွဲဆိုတာတော့တစ်ဖက်ကတော့ပြုတ်မှာပဲဒါကြောင့်ဒီမှာကျွန်တော်တို့ကပြောနေတာရှင်ပေတရုဩဝါဒစာတစ်ပေခိုင်းတစ်ခန်းငယ်125ကိုပြောပြီးဒါမဲ့စမ်းစာနဲ့ပတ်သက်တဲ့လေးနဲ့တဲ့အတိတ်ပဲလာရှင်းဖို့ပြင်ဆင်တော့မရှိတဲ့ဒီမျိုးသမီးကလာပြီးတော့ကြားဖြတ်ဝင်လာတဲ့အတွက်ကြောင့်ဝိညာဉ်တိုက်ပွဲမှာသူ့ထည့်လိုက်မယ်ဗျာထည့်လာကြာပါပြီဒီမျိုးသမီးကခေါင်းမာတယ်မျိုးသမီးတော့လည်းဘယ်လိုစာရမနဲ့လူပါဗျာစာရမနဲ့လူဆိုစာရမနာသူ့အမြဲကူညီတယ်စိုင်းထိုးပေးလိုက်မယ်စိုင်းခေါင်းဘုရားသခင်လက်ထမှာရှိတော့အားလုံးကနင်းပြောရမှန်နေဆက်ပြောရမယ်နင်ပြောရမှန်တော့နင်စောစီးပွဲပြီးမယ်ဒါပဲနော်ဘာဖြစ်လို့နင်ပြောတဲ့လာစင်နဲ့ကြားရတယ်လေနင်အလူငွေတောင်းစားနင်ပါလေဟိုနင်ပိတ်သိရလားစီမန်းရီမန်းဆာမန်းတို့လာရောင်းနေတူနော်ဒါမှမဟုတ်နင်ဘယ်လိုမှားယွင်းတယ်ဆိုတာကိုတဖြည်းဖော်ထုတ်သွားမယ်ဒီမှာကျွလားဒီမျိုးသမီးစီမန်းရီမန်းဆာမန်းတို့ပါလာရောင်းစားနေဗျဒီညာရောင်းလာဈေးတော်မဟုတ်တော့တပလင်းကိုတဲ့ဟိုဘယ်လောက်လဲ2သိန်းခွဲတဲ့ဗမာငွေ2သိန်းခွဲခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဟာလားပြောရလဲချီဆောင်ချင်းပြီးတော့လာရောင်းစားနေတွေ့လားဒါဆိုင်းခေါင်တော့ဒါမျက်နှာစိတ်ကြကြီးထားဒီမျိုးသမီးကိုနေတဲ့သူတွေစိတ်တကြစရာမလိုနော်ဆေးစားတဲ့အပိုင်းလဲစားစုတောင်းတဲ့အပိုင်းလဲတောင်းနော်တောင်းရတယ်နော်ဆိုတော့ဆုတောင်းတဲ့အခါမှာလဲကျမတို့ပြက်သားဆုတောင်းရတယ်ကျမပြက်သားဆုတောင်းလိုက်တယ်ဒီမှာကလူများတယ်သူကယောဂရှိတယ်သူလည်းမပြန်ချင်ဘူးဒီမှာပဲနေချင်တယ်ကိုရောဘယ်လိုလုပ်ပေးမလဲကိုရောသူ့ကိုအလိုတော်ရှိတယ်ဒီအိမ်မှာထားဖို့အလိုတော်ရှိတယ်ဆိုရင်ဒီပိုးကိုဖြတ်ပေးပါနော်ဘိတ်တိတ်စားနဲ့ရေချိုးခိုင်းတယ်တရက်ကို3ခါတောက်ခိုင်းတယ်ပြီးရင်ခွဲစိတ်ပေးတယ်စားအတုံးပြုတ်နေတဲ့လူတွေကိုလည်းပြောချင်တယ်ယုံကြည်ပါကိုယ်တိုင်လည်းဘာဖြစ်လဲဆုံးဖြတ်ချက်ချဖို့လည်းလိုတယ်เนาะအဲ့ဘိန်းစားကပါလဲသူကဘာပြောလဲဆိုဆရာမတဲ့ကျမတကယ်ယုံကြည်တယ်ဖျားဖက်မှာရက်တီးပြီးဆုံးဖြတ်တယ်ဆိုရင်ဒီယောဂါတွေပျောက်နိုင်တယ်เนาะပြင်ဘိတ်တိတ်စီလဲကျမတို့3ပါเนาะဘိတ်တိတ်စီလဲကျမတို့ကတချို့ကတော့တိတ်ဟိုမဖြစ်ဘူးပေါ့နော်တိတ်မယုံအယုံကြည်မရှိဘူးတကယ်ပဲအခုဘိတ်တိတ်စီသုံးတဲ့လူတွေကအများကြီးပဲတက်တယ်ခန္ဓာနော်တက်တယ်ခန္ဓာတဲ့ဗီဒီယိုတွေရိုက်လာပြီးတယ်ကျမလည်း line ကတင်ရအရန်ခက်တော့မတင်ပေးဘူးအဲကြောင့်မလို့ဒီနေ့တချို့တွေကဒီဘာလဲဆိုအိုထိုက်တာလားဒီအဲ့ဓာတွေကလည်းဒီဘိတ်တိတ်စီကိုလိမ့်တဲ့အခါမှာနော်ပျောက်သွားတယ်တချို့ကခန္ဓာကိုယ်ကြိုက်ခဲတယ်ထုံထိုင်းတယ်ဘိတ်တိတ်ရေတောက်တဲ့အခါမှာကျန်းမာသွားတယ်အသက်ကြီးတဲ့လူတွေနော်အခုအသက်ကြီးတဲ့လူတွေထုံကျင်ကြိုက်ခဲတဲ့လူတွေရှိတယ်ဆိုရင်လည်းနော်ကျမတို့ဒီဘိတ်တိတ်စီကနော်ဒီနေ့
ကျမကတော့နော်နှစ်သိန်းခွဲနော်အစင်ပြေတယ်လို့နော်ပြအစင်မပြေတဲ့လူကြလဲ free ပေးတာပေါ့နော် ကဲအဲ့ဒါခင်ဗျားတို့နားထောင်ကြည့်နော်ဒီမျိုးသမီးကဘလောက်ကလင်ကြည့်လဲဆိုတာဟိုးမှာခက်ကန်တိစီမှာသွားတော့ဘာစီလဲပြီးမှပိတ်သိစီလားစီမန်းလားဘာမန်းဆိုတော့သွားယူလာပြီးတော့ခါတဲ့ပြန်လာရောင်းစားလေပြန်ဖော်ဆိုင်ရောင်းစားတော့သူဟာရအစ်စ်လားတူလားဘာစီမန်းရီမန်းဆိုတာခုခေတ်မှာမရှိဘူးဗျနော်ယုံကြည်ခြင်းတဲ့လူကဟိုနေကျမ်းမာနိုင်တယ်ဟာလားဘုရားသခင်ကိုဆုတောင်းသခင်ရှုခရစ်နာမနဲ့ဆုတောင်းပျောက်တယ်ခင်ဗျားရှိသမျှယောဂါတွေကပျောက်သိရင်ပျောက်တော့ဗောဗျာဟာလားမပျောက်သိရင်လည်းဘာမှမဖြစ်ဘူးဆက်တောင်းဒါကျွန်တော်တို့တောင်းဒါပေမဲ့ဒီမျိုးသမီးကလိန်စားတယ်ဗျဟိုးမှာယူကန်ဒါမှာသွားပြီးတော့တခါတည်းမှာပိတ်သိစီဆိုတာပိတ်သိယူလို့သွားယူပြီးတော့ပြန်လာရောင်းစားတယ်ဒီမျိုးကစီးပွားရေးတော့ဒီမျိုးသမီးကဒါခင်ဗျားတို့မယုံနဲ့ဒီမျိုးသမီးကိုဒါကျွန်တော်တို့သတိပေးမယ်နောက်တော့ကျန်းစာကိုလည်းပောက်ရလာစင်တော့နော်သူများပြောတဲ့ကျန်းစာအဓိပ္ပာယ်တစ်မျိုးစုလားပြောတာတစ်မျိုးကျန်းစာမှောက်လာနေစုဒါကြောင့်မလို့အဲ့ဒါဟိုးမှာလေကီမ3ယောက်ရှိတယ်သွားတယ်လေမှာဒီလိုပိတ်သိစီသွားအယူတာပေါ့ပြန်လာလေစေးတယ်လားအနိုဝါဆိုတဲ့အမျိုးသမီးခင်ဗျားတို့မေးကြည့်လိုက်3ယောက်သွားတယ်တယောက်ပျောက်သွားပြီခင်ဗျားတို့အဲ့ဒါကျွန်တော်ဒီလောက်ပဲပြောမယ်ဗျာမများပြောလဲဟိုနေသူများမုန်းတာမရှိတယ်မုန်းလဲမုန်းပေါ့ဗျာဒါပေမဲ့အမှန်တရားတော့ပြောပြမယ်နော်ဒီနေ့တော့ဒီလောက်ပဲဗျာနောက်တစ်ပတ်မှတွေ့ကြမယ်ကျေးဇူးအများကြီးတင်တယ်